နေ့တွင်မြေခွေးတစ်ကောင်သည်တောထဲတွင်လှည့်လည်သွားလာနေစဉ်တစ်ပင်ထက်၌တစ်သီးများတီးပြုတ်နေသည်ကိုတွေ့မြင်ရလေသည်သူသည်နေပူ၍စာလောင်မွတ်သိမ့်နေသည်ဖြစ်ရာတစ်သီးများကိုဆွယူစားတောက်ချင်နေသည်ထို့ကြောင့်မြေခွေးသည်တစ်ပင်ထက်တွင်တီးနေသောတစ်သီးများကိုခုန်၍ထိုးဟပ်လေသည်သို့သောသူသည်တစ်သီးကိုလက်မမီနိုင်ပဲရှိလေသည်တစ်သီးကိုဆွယူ၍မရပေထိုအခါတစ်ပင်ထက်တွင်နေသောငှက်ကလေးတစ်ကောင်ကသူ့ကိုကြည့်၍လောင်ပြောင်ရေမောကအသင်ဒီတစ်သီးတွေကိုဆွယူလို့မရပေမဲ့ကျွန်ုပ်ကတော့အလွဲလေးဆွယူနိုင်တယ်အားလုံးကိုစားသုံးလို့ရတယ်ဟုပြောဆိုလေသည်ဒီတစ်သီးဟာမကောင်းဘူးကျွန်ုပ်လည်းမကြိုက်ပါဘူးဟုဆိုကမြေခွေးသည်အဝေးသို့ထွက်ခွာသွားလေသည်သို့သောမြေခွေးသည်စားလောင်နေလေရာညနေအချိန်တွင်တစ်ပင်ကြီးစီသို့လှည့်ပြန်လာခဲ့ပြန်လေသည်သူသည်တစ်ပင်ထက်တွင်ငှက်ကလေးကိုပြန်တွေ့ရပြန်သည်သူသည်တစ်ကိုင်းထက်တွင်နားလျက်ပင်ရှိသေးသည်တစ်သီးများကငှက်ကလေးစားတောက်၍ကုန်သွားပြီယခုငှက်ကလေးသည်ပေါင်မုံများကိုစားလျက်ရှိလေသည်ငါဒီပေါင်မုံကိုရယူမယ်ဒီငှက်ကတစ်သီးအားလုံးကိုစားပစ်ခဲ့ပြီငါစားဖို့ဘာမှမကြံတော့ဘူးငါဒီနေ့ဘာမှလည်းမစားရသေးဘူးငှက်ကတစ်သီးကိုပေါင်မုံကိုစားတာလွန်နေပြီဟုမြေခွေးသည်တကူတည်းတွေးမိလေသည်ထို့နောက်မြေခွေးသည်တစ်ပင်အောက်တွင်ရက်ခါငှက်ကလေးအားမင်္ဂလာညနေခင်းပါဒီညနေခင်းမှာနေထိုင်လို့ကောင်းရဲ့လားဟုနှုတ်ခွန်းဆက်တာသည်ငှက်ကလေးသည်သူ့ပါးစပ်၌ပေါင်မုံကိုကိုက်ချီထား၍မြေခွေးအားဘာမှပြန်မပြောပေထိုအခါမြေခွေးကကျွန်ုပ်ကိုစကားမပြောတော့ဘူးလားကျွန်ုပ်တစ်စီကတချင်းဆိုနည်းကိုတင်ကျင်ပါတယ်ဟုပြောဆိုလေသည်ငှက်ကမြည်သည့်စကားမှပြန်မပြောချေမြေခွေးကတဖန်အော်တင်ကတချင်းမဆိုတတ်ဘူးဟုတ်လားဒါဖြစ်ကျွန်ုပ်တခြားငှက်တစ်ကောင်စီမှာပဲတချင်းတင်တော့မယ်ဟုငှက်ကလေးကပြောကလှောင်ပြောင်ရေမောလေသည်ထိုအခါငှက်ကလေးသည်ချက်ချင်းပဲကျွန်ုပ်တချင်းဆိုတတ်ပါတယ်ဟုဆိုလိုက်ရာပါဇက်သည်ဟသွားပြီးပေါင်မုံသည်မြေကြီးပေါ်သို့ကျသွားလေသည်မြေခွေးသည်ထိုခွင့်ရေးကိုစောင့်နေသည်ဖြစ်ရာတစ်ပင်ပေါ်မှကျလာသည့်ပေါင်မုံကိုပြေး၍အားရပါရစားတောက်လိုက်လေသည်ထို့နောက်မြေခွေးသည်ငှက်ကလေးအားကျေးဇူးအထူးပဲတင်ပါတယ်ငှက်ကလေးရဲ့ပေါင်မုံဟာတော်တော်ရတာရှိတာပဲဟုဆိုကအဝေးသို့ထွက်ခွာသွားလေသည်